ဒါက Peregrine Falcon ဖြစ်ပါတယ်ဒီကဘာမြေပေါ်မှာအမြန်ဆုံး T-Rex ပါတဘာဝတွင်တိုင်းတာမှုသမျှအမြန်ဆုံးလှုပ်ရှားမှုကိုစန့်ချိန်ထားသူလည်းဖြစ်ပါတယ်အရှိခါလုတ်ရန်အမြင့်မှဆင်းလဲလာတဲ့လှုပ်ရှားမှုကို stoop လို့ခေါ်ကြပြီးအဲ့ဒီအချိန်မှာတနာလီကိုကီလိုမီတာ320ကျော်မိုင်200ကျော်အထိအရှိန်ရောက်နိုင်ပါတယ်ဒါဟာ Formula 1ပြိုင်ကားတစ်စီးထက်တောင်ညံပါတယ်ဒီအရှိန်ကဂျပန်ဖြစ်တာမဟုတ်ပါဘူးဒါဟာဇီဝဗေဒရဲ့အကန့်အသတ်အထိတွင်းတင်ထားရဲ့ရလဒ်တစ်ခုပါ Falcon ရဲ့ကိုယ်ခန္ဓာကမဆိုင်တလုံးလိုတီထောက်ထားပါတယ်လေထွက်တားဆီးမှုလျော်နေစေရန်အတောင်ပန်းပြီးကိုတင်းကျပ်စွာချုပ်ထားနိုင်ပါတယ်ရင်ဘတ်ချီတွက်နားမြောက်ကလည်းအလွန်အင်အားကြီးမှပြီးဆင်းလဲချိန်ကိုထိန်းချုပ်နိုင်စေပါတယ်ထို့အပြင်နှာခေါင်းအတွင်းရှိအထူးအယိုးဖွဲ့စည်းမှုများကလည်းအမြန်နှုံးမြင့်ချိန်လေဝင်ထွက်ကိုနှေးခွေးစေပြီးအဆုတ်မပြိုလဲအောင်ကာကွယ်ပေးပါတယ်မြင်ကွင်းစွမ်းရည်လည်းထူးခြားပါတယ် Peregrine Falcon က3ကီလိုမီတာကျော်ကွာအဝေးကရှစ်ခါကိုမြင်နိုင်ပြီးလူသားများထက်လှုပ်ရှားမှုကိုပုံမမြန်ဆန်စွာသဘောပေါက်နိုင်ပါတယ်ဆင်းလဲနေချိန်မှာတော့အတောင်ပန်မလှုပ်ပါဘူးလွတ်ချတကယ်တော့ထိန်းချုပ်ထားတော့လမ်းညွန်ထားတော့အလွန်တိကျသောလှုပ်ရှားမှုဖြစ်ပါတယ် Falcon ကအင်အားနဲ့မအနိုင်ယူပါဘူး Physics အရှင်ထိန်းချုပ်မှု Design ဒီအရာတွေကြောင့်အနိုင်ရတာပါ Peregrine Falcon ဟာအမြန်ဆုံးလက်တကောင်တာမဟုတ်ကဘာမြေပေါ်မှာဘယ်တိရိစ္ဆာန်မဆိုထက်အမြန်ဆုံးတက်ရှိဖြစ်ပါလေတဘာဝကိုကြည့်မြင်နေပြောင်းလဲသွားစေပုံမျိုးတွေကိုနှစ်သက်တယ်ဆိုရင်နောက်ထပ်အန်ဖွေကဘာကြီးကိုဆက်လက်ရှာဖွေဖို့တင်တီးပြီးသားပါ